ကျွန်တော်တို့တဝဲမှာနေ့လည်နေ့ကတည်းကနှုတ်လို့ရှိရင်တုတ်စားလေးရှိတယ်သင်္ဘောတီတုတ်လေးကိုဒီနေ့တဝဲအလွန်ပြေတုတ်စားပါမယ်ခင်ဗျာအရင်ဆုံးသင်္ဘောတီအခွန်ခွာပြီးတော့ချစ်ထောက်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ရေအေးလေးနဲ့စိန်ထောက်ပေးလိုက်ပါတယ်ခင်ဗျာပြီးတော့မယမ်းပြောင်းလေးရေစိတ်ထောက်ပေးလိုက်မယ်မြေပဲဆန်လေးလည်းထောင်းထောက်ပေးလိုက်မယ်စီချက်အတွက်ကချက်သွန်ဖြူလေးကိုစီသတ်ထောက်ပေးလိုက်မယ်ချက်သွန်လေးတွေနောင်းလာပြီဆိုရင်တော့ခွဲချမ်းမို့ရယ်ရောင်တင်မို့ရယ်ငပိတောင်းလေးပါထည့်ပြီးတော့စီသတ်ထောက်ပေးလိုက်ပါတယ်ခင်ဗျာငပိတောင်းအခြေခံပြီးတော့တုတ်တာဖြစ်တဲ့အတွက်စီသတ်တဲ့နေရာမှာငပိတောင်းထည့်ပေးပါတယ်ကဲအားလုံးပြီးသွားပြီဆိုရင်တော့စားသုံးလို့ရပါပြီအခုနကပြင်ဆင်ထားတာတွေထည့်ပေးမယ်ပြီးတော့ပစုံကြောက်မို့ရယ်ငန်းပြားကြီးရယ်ချုံမို့ရယ်မယမ်းပြားလေးပါထည့်ပြီးတော့အရသာနှံ့အောင်လို့နေထောက်ပေးလိုက်ပါတယ်ခင်ဗျာအဒီတုတ်လေးကကျွန်တော်တို့ဒိုဝဲမှာဆိုလို့ရှိရင်တော့နေ့လည်နေ့ကတည်စာဖြစ်စားကြပြီးတော့ကျောင်းမိုးစိတန်းတွေမှာလည်းရောင်းကြပါတယ်ခင်ဗျာကဲတေချာလေးနေပြီးသွားပြီဆိုရင်တော့ရသာမြည်ကြည့်လိုက်မယ်အဆင်ပြေပြီဆိုရင်တော့စားလို့ရပါပြီခင်ဗျာကဲကျွန်တော်ကတော့ဒိုဝဲအလွန်ပြည့်သွားအောင်လို့စားလိုက်ပါဦးမယ်